ကဲလူရှင်းတဲ့ကျုံးနေစီကိုသွားပြီးတော့ snorkeling သွားလုပ်ကြမယ်ဒီကျုံးလေးတွေကိုဘယ်ကနေပြီးတော့သွားရလဲဆိုတော့ Cochin ဆိုတဲ့ကျုံးကြီးတစ်ခုကနေပြီးတော့ပဲသွားတာပါ Cochin ဗီဒီယိုလေးကိုတော့အရှိဗီဒီယိုတစ်ခုမှပဲတင်ပေးပြီးသားဖြစ်ပါတယ်ကိုက snorkeling လုပ်တာကိုဝါသနာပါတယ်တဘာဝတရားကြီးကိုကြိုက်တယ်ချစ်မြတ်လို့ရဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပါပေးကြပါဦးနော်snorkeling လုပ်တဲ့ package ကြီးတော့အဲ့ဒီ Cochin ကျွန်းမှာပဲရှိရဲ Travel Center ဆိုင်လေးတွေကနေဝယ်လိုက်တာပါเนาะဈေးလေးတွေကတော့ဒီဇိုင်းနဲ့ဒီဇိုင်းနဲ့အတူတူပါပဲအဲ့ဒါကြောင့်မလို့ကိုကအဆွေပြေရဲ့ဆိုင်မှာကျွေးပြီးတော့ဝယ်လို့ရပါတယ်ပြီးရင်သူကဒီမနေ့ဖက် snorkeling သွားတော့မယ်ဆိုလို့ရှိရင်ဒီလိုကားလေးတွေနဲ့ hotel ထိလာပြီးတော့ pick up လုပ်ပေးပါတယ်ပြီးတော့မှသူကအဲ့ဒီ pier တစ်ခုကိုလိုက်ပို့ပေးရပါတော့အဲ့ဒီ pier နေမှာတင်မောစီပြီးတော့သွားရတာပဲဖြစ်ပါတယ်ဟိုတယ်ကနေ pick up လာလုပ်တဲ့ကားလေးနဲ့မိနစ်30လောက်စီးလာပြီဆိုလို့ရှိရင်တော့ဒီမှာသူတို့ဂိတ်လေးရှိပါတယ်အဲ့ဒီဂိတ်ဒီမှာချပေးပါတယ်အဲ့ဒီဂိတ်ကနေပြီးတော့ကိုကပြရအထိကိုလမ်းလျှောက်ပြီးတော့ကိုစီးရမယ်တင်မောစီကိုပဲသွားတာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဘန်ပါကိုပြရပေါ့နော်ဒီဘန်ပါကိုပြရဒီလမ်းကနေပြီးတော့အဲ့ဒီတင်မောရှိတဲ့နေရာကိုသွားတာပါဒီလမ်းမှာဆိုလို့ရှိရင်ဆိုင်ကနေလက်ဆောင်ပစ္စည်းဝယ်လို့ရတဲ့နေရာလေးအများကြီးရှိပါတယ်snorkeling လုပ်ဖို့သွားလို့ရှိရင်ဘာတွေကိုအဓိကယူပါမလဲဆိုရင်တော့ရေကူးဝတ်စုံတစ်စုံတပတ်ပြီးလို့ရှိရင်အဓိကကတော့ sunscreen ကိုတော့ယူရဖို့လိုပါတယ်နော်ပြီးရင်တော့နေကမျက်မှန်ပါနေကမျက်မှန်ကတော့တင်မောပေါ်မှာပဲတက်ဖို့ပါ snorkeling လုပ်တဲ့အချိန်မှာတော့နေကမျက်မှန်တွေရောအကုန်လုံးထားခဲ့ရပါတယ်အဲ့ဒီတော့ကိုကတခါတည်းဟိုတယ်ကနေပြီးတော့ရေကူးဝတ်စုံဝတ်လာခြင်းလည်းရတယ်မဟုတ်ဘဲနဲ့တင်မောပေါ်မှာပဲလဲကျင်လို့ရှိရင်လည်းရပါတယ်နော်တခါတည်းတက်တာနဲ့အလုံးရှုံမခံချင်ဘူးဆိုလို့ရှိရင်တော့တခါတည်းရေကူးဝတ်စုံဝတ်သွားလိုက်ပါကိုရီတော့ကတော့မတိလို့ပေါ့နော်ဒီအင်ဂျီပုံမှန်ဝင်ကြီးပဲဝတ်ပါတယ်ပြီးတော့တင်မောပေါ်မှာပဲလေတော့နည်းနည်းအလုံးရှုပ်ပါတယ်ဒါပေမဲ့လို့ပြီးလို့ရှိရင်ရေ snorkeling လုပ်ပြီးတော့တင်မောကနေပြီးတော့ဒီကျုံးဘက်ကိုပြန်လာမယ့်အချိန်ကြာလို့ရှိရင်တော့အင်ကြီးတစ်စုံတော့လဲရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့အင်ကြီးပို့တစ်စုံဆိုလို့ရှိရင်ရပါပြီအဲ့ဒီတော့အဓိကလိုတာကရေကူးဝတ်စုံတစ်စုံအင်ကြီးအပိုးတစ်စုံတပတ် sunscreen နေကမျက်မှန်အဲ့ဒါလေးအဓိကယူရလို့ရှိရင်ရပါပြီနော် snorkeling လုပ်တဲ့ package ရဲ့ price ကိုကြတော့တခါတည်းလက်မဝယ်တော့ကြရကြတော့ပေးရပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့တင်မောပေါ်မှာဘာမှထပ်ပေးစီရမလို့ပါဘူးနေ့လည်စာကိုလည်းတင်မောပေါ်မှာပဲကျွေးပါတယ်တကယ်လို့ကိုက snack တွေပါစားရတာကြိုက်တယ်ဆိုလို့ရှိရင်တော့ snack လေးတွေကိုတခါတည်းဝယ်သွားလို့ရတယ်လို့တင်မောပေါ်မှာလည်းသူတို့တွေက snack တွေရောင်းပေးတာလေးရှိပါတယ်ဈေးလည်းအရင်မများပါဘူးအဲ့ဒီတော့တင်မောစီးရင်နဲ့မုတ်တေးအေးစစ်စားပြီးတော့တင်မောပေါ်မှာခြေပြီးတော့ snorkeling လုပ်တဲ့နေရာကိုသွားလို့ရပါတယ်เนาะ။ဘာဖြစ်လို့လဲဆိုတော့သူကဒီပီယာဘက်ကနေပြီးတော့ snorkeling လုပ်မယ့်နေရာတော့မှတင်မောက45မိနစ်လောက်ထပ်စီးရပါတယ်။အဲ့ဒီတော့အေးစစ်စစ်တင်မောပေါ်မှာအနားယူပြီးတော့မုတ်စားပြီးတော့အေးစစ်သွားလို့ရပါတယ်။ဒါကတော့ကိုရီသွားခဲ့တဲ့ snorkeling လုပ်ဖို့သွားခဲ့တဲ့တင်မောပေါ့နော်သူကနှစ်ထပ်ပါတယ်အပေါ်ထပ်ပါတယ်အောက်ထပ်ပါတယ်ကြိုက်တဲ့နေရာမှာအဆင်ပြေတယ်လို့ဝင်ထိုင်လို့ရပါတယ်ကိုကအဖွဲနဲ့ပြပပနေချင်တော့ဒီလိုအနောက်ဖက်ဒီခုံနေမှာထိုင်ရရတယ်အဲ့လိုမှမဟုတ်ဘူးအေးစစ်စစ်ချေးပြီးတော့ပဲအေးစစ်ကိုတလောက်တာနဲ့သွားချင်တယ်ဆိုလို့ရှိရင်တော့အရှိမပလက်ကလက်ထိုင်လို့နေရာလေးလေးပေးတာပါသေးတယ်နော်အဲ့လိုနေရာလေးမှာလည်းအေးစစ်ထိုင်လို့ရပါတယ်ပြီးရင် snorkeling လုပ်ဖို့အတွက်အသက်ရှူဖို့အတွက်ဒီ pipe လိုဟာလေးတွေမျက်မှန်နေရကြတော့သူတို့ဒီပုံမှာအကုန်လုံးပေးပါတယ်เนาะပတ်စံဘာမှထပ်ပေးစရာမလိုပါဘူးတခုပဲရှိပါတယ်နောက်ပြီးတော့ကိုကခြေခတ်တဲ့ဟာပေါ့เนาะဒီတင်မောမှာတော့ကျန်တဲ့တင်မောတွေရတယ်ဘယ်လိုရှိလဲမသိဘူးပေါ့เนาะခြေခတ်တဲ့ဟာလေးအဲ့လိုမျိုးဟာလေးကိုကိုကထပ်ငှားခြင်းနဲ့ဆိုလို့ရှိရင်တော့အဲ့ဒါလေးကတော့ပတ်စံထပ်ပေးရပါတယ်အဲ့ဒါမယူကိုကမျက်မှန်နဲ့ဟိုအသက်ရှူတဲ့ pipe လေးပေါ့เนาะအဲ့ pipe လေးဟာတစ်ခါတွဲတဲ့ဟာပေါ့เนาะအဲ့ဒါလေးပဲယူမယ်ဆိုလို့ရှိရင်တော့ပတ်စံထပ်ပြီးတော့ပေးစရာမလိုပါဘူးเนาะဒါကတော့ snorkeling သွားလို့ရင်းနဲ့လမ်းမှာပေါ့နော်ထူးထူးခြားခြားဒီလေဆင်နှမောင်းတိုက်နေတာကိုမြင်ခဲ့ရတာဖြစ်ပါတယ်ဒါပထမဆုံး snorkeling လုပ်မယ့်နေရာကိုချပေးတာပေါ့နော်ဒါဘေးကတင်မောလူတွေဆိုလို့ရှိရင်သူတို့ဆင်းပြီးတော့လုပ်နေကြပြီပေါ့နော်ကိုကပထမဆုံးအတွေ့အကြုံဆိုတော့ပထမပင်လေရဲဆိုတော့ဆင်းလည်းမဆင်းရဲဘူးသူက life jacket တွေတော့ပေးရဲ့အရေကူအရန်ကျွမ်းနေလို့ပင်လေထဲမှာရေအနက်ထဲမှာကူးနေကြဆိုလို့ရှိရင်တော့ life jacket မို့ပဲဆင်းကူးလို့ရပါတယ်ဒါပေမဲ့တချို့တွေတောင်ပေါ့နော်ဒီတိုင်း life jacket မပါပဲဆင်းသွားတာပြီးကြတော့တင်မောပေါ်မှာပြန်လာပြီးတော့ life jacket ယူတယ်ပေါ့ဘာဖြစ်လို့ဆိုတော့သူကဒီပင်လယ်ထဲမှာအလွတ်ကူတာနဲ့ရေကူးဘက်မှာအလွတ်ကူတဲ့ဟာမတူးလေနော်အဲ့ဒါကြောင့်မလို့ထင်ပါတယ်သူကရေကူးတဲမှာဒီ snorkeling လုပ်လို့ရလားဆိုတော့အဲ့လိုလည်းမဟုတ်ပါဘူးဘာလို့ဆိုတော့ life jacket ပါတယ်ဆိုလို့ရှိရင်သူကသူဒီတိုင်းပဲပေါ်လို့ပေါ်နေရပဲလေ
အဲ့ရောရေမကူးတက်လည်းဘာမှတော့မဖြစ်ပါဘူးဟိုရေကူးတက်တယ်ဆိုလို့ရှိရင်တော့ခက်ရတာဘာညာနည်းနည်းပို့ပြီးတော့အဆင်ပြေတာပေါ့လေဒီမှာဟိုခလေးလေးတွေအောင်လိုက်ပြီးတော့ကူးကြရယ်နော်ဟိုတချို့ကလေးဆို3နှစ်ကျော်ရင်လိုက်လုပ်လို့ရပြီလို့ဟိုအဖေမေကဒီတိုင်းဆွဲပြီးတော့ပဲခေါ်သွားပြီးရတယ်အဆင်ပြေရယ်နော်ပြီးတော့အဲ့လိုပဲဒီတင်မောပေါ်မှာပါတဲ့ဒီ step တွေရှိတယ်ကိုကလုံးဝရေမကူးအရင်ကြောက်နေဆိုလို့ရှိရင် step တွေကဆွဲပြီးတော့ခေါ်သွားပေးပါတယ်အဲ့တော့ဘာမှတော့ကြောက်စရာမလိုပါဘူးနော်ပင်မန်းလားဆိုရင်တော့ပင်မန်းပါတယ်ဟို adventure trip သေးလေးတစ်ခုလိုပဲပေါ့နော်ဘာဖြစ်လို့ဆိုတော့တချို့မိတချို့ကတော့ချပေးတယ်အဲ့ဒီကနေဆင်းပြီးတော့ကိုကရေငုတ်ကရတယ်ရေခက်ရတယ်ဆိုတော့ရေနည်းနည်းတော်ကြာကြာကြီးကူးရတယ်လို့မျိုးပေါ့နော်အဲ့ခါကျတော့ပြန်လာလို့ရှိရင်နောက်ရက်ကျရင်တော့နည်းနည်းတော့ညောင်းတာမျိုးတွေရှိပါတယ်ဒါပေမဲ့လို့လေဒီသွားရတဲ့ trip နဲ့အရန်ကိုတန်ပါတယ်ဒီအောက်မှာရေအောက်မှာရှိတဲ့ငါးလေးတွေပြီးတော့တံပချုပ်တွေအမျိုးစုံပေါ့နော်အဲ့ဟာတွေကိုကြည့်ရတဲ့ feeling ကလေ first time မှာねဟိုတော်တော်ကြိုက်တယ်ပေါ့နော်အဲ့နောက်တစ်ခေါက်သွားဖို့လည်းအစီအစဉ်ရှိပါတယ်ဒီဟာကိုတော်တော်လေးကိုကြိုက်ခဲ့တာပါအားလေးတွေကဆိုလို့ရှိရင်လေသူတို့အရန်လဲလူရင်နေလူတွေလာပြီဆိုလို့ရှိရင်သူကလူတွေရှိရဲ့ဘက်ကိုရောက်လာတာပေါ့နော်ဒါပေမဲ့သူတို့လက်နဲ့ထိလိုက်တယ်ဆိုရှင်ပြန်ပြီးပြေးသွားတယ်အဲ့လိုမျိုးပါပေါ့နော်ကိုကရေရောက်ထဲမှာလူငါးလေးနဲ့အနည်းနည်းကက်ကက်တွေ့ရတဲ့ feeling မျိုးကတော်တော်ကိုမိုက်ပါတယ်ဒီ snorkeling လုပ်ဖို့သွားခဲ့တဲ့နေရာအရင်ရေကတော့အရင်ကိုကြည့်ပြီးတော့တော်တော်ပဲကြည့်လို့လှပါတယ်အပြင်မှာပိုလှပါတယ်ဒါကတော့သူကတကျွန်းမှာ snorkeling လုပ်ပြီးပါလို့ရှိရင်တမောပေါ်ပြန်တက်လာတယ်ဒါနေ့လည်စားဖို့ချိန်ရောက်ပြီပေါ့နော်နေ့လည်စားသူဟင်းနေပါရတော့အရင်အကောင်းပြီးတော့မဟုတ်ပြီမဲ့လို့ရေငုတ်ထားတယ်ရေခတ်ထားတဲ့ဟာနဲ့စားလို့တော်တော်ကောင်းပါတယ်သွားခဲ့တဲ့နေရာတွေကတော့ဒီ snorkeling လုပ်ဖို့အတွက်3နေရာချပေးရပြီးလို့4နေရာတင်တယ်ပြီးလို့ရှိရင်တဲဖြူကျွန်းလိုမျိုးနေရာမှာလည်းအေးစေးနားယူဖို့အတွက်ချပေးပါတယ်ဒါပေမဲ့အဲ့တဲဖြူကျွန်းတို့ပေါ်သွားတာတော့ဒီရေကနေပြီးတော့ဖြတ်ပြီးတော့ပဲသွားတော့ဖုန်းတွေပါမယူပါတော့အဲ့ဒါတော့မရိုက်ခဲ့ရဘူးပေါ့နော်အဲ့တော့အားလုံးပေါင်း4နေရာ5နေရာလောက်ကိုချပေးပြီးလို့ရှိရင်တော့ဒီဘက်ဘန်ဖောက်ပြီးရဘက်ကိုပြင်ပြီးတော့ပို့ပေးရပါတော့အဲ့လိုပါအဲ့ဒါသူ4နေရာလောက်ဆိုပေမဲ့လို့သူကတနေ့ကုန်ကြီးပါကြာပါတယ်ပြန်လာတဲ့အချိန်ကဟိုလောက်ဖြစ်နေပြီပေါ့နော်ဒီဘက်ကနေပြန်လှည့်လာ3နာရီ4နာရီလောက်ဖြစ်နေပြီကျွန်းဘက်ကိုပြန်ရောက်တဲ့အချိန်မှာ9နာရီလောက်ဖြစ်နေပြီဆိုတော့ဒါကတော့တနေ့ကုန်ပါပဲပေါ့နော်မနေ့ကနေပြီးတော့မနေ့8နာရီလောက်ကနေပြီးဟိုတယ်ကထွက်တယ်စပြီးတော့သွားတယ်ဘာညာနဲ့ဆိုတော့အားလုံးပေါင်းတနေ့ကုန် day trip ပါပဲလူရင်ငုတ်ဖို့ဆင်းလိုက်ပြီးလို့ရှိရင်တမောမောပြန်တက်လာလိုက်တမောပေါ်မှာခဏနားလိုက်နဲ့အဲ့လိုမျိုးအချိန်ကတော့ဘယ်လိုကုန်လို့ကုန်မှန်းတော့မသိပါဘူးเนาะတနေ့ကုန်ပါလေအဲ့ဒီပြန်တက်လာတဲ့အချိန်မှာတော့ကိုကအဝတ်စားတော့တကြုံချပေးရဆိုတော့ပြန်မလဲတော့ဘူးပေါ့เนาะခေါင်းလေးပါနည်းနည်းပါတုတ်လိုက်တယ်ပြီးရင်နောက်တနေ့ရောက်တဲ့အချိန်မှာပြန်ဆင်းရတဲ့အဲ့လိုမျိုးဆင်းလိုက်တက်လိုက် snorkeling လုပ်ရတာပေါ့เนาะဒီလိုမျိုးသဘာဝတရားနဲ့နီးနီးကက်ကက်ထိတွေ့ရတာကိုကြိုက်တယ်ဆိုလို့ရှိရင်เนาะဒီလိုမျိုး trip လေးကိုတစ်ခေါက်လောက်တော့သွားကြည့်တင်ပါတယ်เนาะဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါဦးမယ်နော်ဘိုင်ဘိုင်